နေ့ကျွန်တော်ရဲ့ black board တွေကကုန်သွားပြီဆိုတော့အထက်ကပုံတွေကျွန်တော်ပြပေးပါမယ်ဒီမှာခတ်ထားတဲ့ sticker တွေကကျွန်တော်ပတ်စံရှိတိုင်းဝယ်လို့မရဘူးဘာလို့ဆိုတော့တချို့ sticker တွေက writer တွေကသူတို့လက်ဆောင်ပေးတဲ့ဟာတွေပဲမဟုတ်လို့ပါဒီကောင်တွေကရောင်းတဲ့ဟာတွေမဟုတ်ဘူးဒါတွေမရောင်းဘူးဗျာဒါတွေကရောင်းတဲ့ဟာတွေမဟုတ်သူတို့အချင်းချင်းသိရတူလက်ဆောင်ပေးတာမျိုးပေါ့ okay အဲ့တော့အထက်ကိုဆက်ပြီးတော့ကြည့်လိုက်ရအောင်ဒါရန်ကုန်ဖိုးနီးယားအင်အားခွေရတော့ကျွန်တော်ဆွဲပေးကြတယ်လက်ဆောင်ဆွဲပေးကြတဲ့ပုံလေးပါဒါလည်းကျွန်တော် sticker writer တွေရဲ့ sticker တွေအကုန်လုံးကျွန်တော်ရသလောက်စုထားတာပေါ့ဒီဟာတွေကလည်းပတ်စံရှိတိုင်းဝယ်လို့မရတယ်ဒီ sticker တွေလည်းပါတယ်ဒါတထူးထိုးအတွက်ကျွန်တော်ဒီဇိုင်းရေးပေးတာဒါပေမဲ့ဒီပုံကတော့မထိုးဖြစ်ခဲ့ဘူးဒါဦးဆိုင်မွန်ရဲ့အထိပ္ပယ်ဆိုရဲဒီတချင်းတိုင်တယ်ကိုကျွန်တော်ရေးထားတာပါဒီတော့ကျွန်တော်ရဲ့ urban soul character နဲ့ story ကိုကျွန်တော်ပေါင်းပြီးရေးထားတဲ့ပုံစံမျိုးပေါ့ဒီက main 8 chain ကျွန်တော် Zico နဲ့ကျွန်တော် chain ရတဲ့ပုံဒီကကြတော့ကျွန်တော်တို့ ARC ပေါ့ ARC နဲ့ကျွန်တော် 8 chain ရေးရတာဒီကောင်က report ဒီကောင်ကကျွန်တော်တို့ဝေါ်မှာပေါ့စနီးအိမ်မှာရေးဖို့တော့ကျွန်တော် Skype ရေးရတဲ့ပုံဒါကနေရံပေါ်နဲ့တင်ပြီးသွားပြီဒါက MOB ရေးထားတာဒါကကျွန်တော်ရေးရဒါနဲ့ link chain ပဲဒီဟာလေး link chain ပဲမတူရမလို့တူနာမည်တော့တိတ်မခေါ်တတ်လို့ဒီကောင်ကကျွန်တော်စနီးကျွန်တော် link chain ရေးတာဒီပုံကမှတ်ရကျွန်တော်ရင်ဘက်မှာတတူးထိုးတာမပြီးတော့မပြီးရဒီကောင်ကအခြားနေရာရောက်သွားလို့ဒါလည်း link chain ပဲဒါတွေက link chain တွေဒီပုံကတော့ကျွန်တော်တို့မှတ်မှတ်ရရှိဘာဖြစ်လို့လဲဆိုတော့ skirt ကိုကျွန်တော်ဖုန်းကြီးဝတ်တဲ့အချိန်မှာကျွန်တော်ရေးထားတာဖုန်းကြီးဝတ်တဲ့အချိန်မှာ skirt ရေးပြီးတော့လူပြန်ထွက်ပြီးတဲ့2ရက်3ရက်လောက်မှာကျွန်တော် final ပြန်ရေးထားတဲ့ပုံပေါ့ဒါက gravel နဲ့နေချင်းပဲဒီဟာကကျွန်တော် TPC ကို acrylic ရဲ့ water color ရဲ့နှစ်ခုရောရေးထားတာပေါ့ဒါကစီနဲ့ H chain ဒါနဲ့ H chain ပဲဒါနဲ့ H chain ပဲဒါကျွန်တော်တို့အလွဲမင်းသားကြီးပူတီဒါနဲ့ H chain ပဲဒီဟာကတော့ sticker ပေါ့ဒီမှာ sticker တွေကကျွန်တော်တို့ဒါ cyclic ရေးထားတာဒါ perfect PMH ဒီကောင်ကဟိုစနစ်ရဲ့ sticker ဒါနဲ့ perfect ပဲဒီကောင်ကဟို restaurant ရဲ့ကျွန်တော် sticker ဒါ grandma ဒါကျွန်တော်ဟာဒါလည်းအတူတူပဲဒါလည်း restaurant ပဲဒီဘက်ကဒီဟာက push ဒါစပိန်အိတ်ချုံတဲ့ဒီရဲ့ sticker ကျွန်တော်ဒီကောင်ကကြတော့ပူတီရဲ့ sticker
ဒီ rolling ကကျွန်တော်2018-19လောက်ထုတ်ထားတဲ့ sticker ဟောင်းလေးပေါ့နော်အရင်တော့ rolling နဲ့မနဲ့ရှိတာဒါလည်း grandma ဒီကောင်ကြီးက sticker မဟုတ်ဘူးလေကျွန်တော် hand tag ကိုကျွန်တော်ဖြတ်ပြီးတော့ကတ်ထားကြိုက်လို့ဒါလည်း8 chain ပဲဒါကကျွန်တော် cycling နဲ့ 8 chain ရေးတာဒါ cycling ရေးပေးတာဒီကောင်က tattoo အတွက် design ပေါ့ tattoo ကလည်းထိုးပြီးသွားပြီဒါ ABC ပေါ့ A ကနေ Z ထိကိုပိုင်ဒရိုဝီပုံစံလေးထွင်ထားတာပဲပြီးတော့မပြီးသေးဘူးမျောနေရတယ်မြေးပြတော့ဒီ character ကကျွန်တော်တကယ်ချင်းပေါ့ကျွန်တော်တကယ်ချင်းပေါ်ကျွန်တော် inspire ယူပြီးတော့ရေးတာMargin Grass ဆိုပြီးတော့အင်ဂျီအတွက်ကျွန်တော် sketch ရေးရတာဒါပေမဲ့ဒီ sketch ကိုမသုံးပြပါဘူးပုံကတော့ပြီးသွားပြီ digital တွေပါပြီးသွားအင်ဂျီရထွက်ဖို့မထွက်ဖို့မသိကြတော့ဒီကောင်ကကျွန်တော် someone နဲ့ကျွန်တော် exchange ရေးရတယ်ပေါ့ဒီကောင်ကကျွန်တော်တို့ကိုစီရိုနဲ့ exchange ပေါ့